ဘေးဘီပတ်လေမှာလူသူမရှိတာကိုမြင်တော့ကျမမအောင်နိုင်ပဲသူ့ကိုနှုတ်တိုက်လိုက်မိတယ်ငါကလူကယ်နေတာပါဆိုပြီးကိုဖြေသိမ့်လိုက်တာပေါ့ဒီမျိုးရေတွေကလည်းတမီးလေးမှမရှိတော့တာအလကားမဖြုံးတီးချင်ဘူးလေဒါနဲ့ဒီကောင်စုပ်လေးကတကယ်တောက်နိုင်တာပဲကျမစီမှာရှိသမျှအကုန်စုပ်ယူသွားတော့တာပဲတမီးလေးဆုံးပြီးကလေးကတခါမှဒီလောက်ပေါ်ပါတဲ့ခန်းစားချက်မျိုးမရဘူးရင်ဘတ်ထဲကလည်းလုံးဝမနာတော့ဘူးလို့ခန်းစားရတယ်ဒါပေမဲ့တတိပြန်ဝင်လာတော့မှဒါကမသိတော့ဘူးဆိုတာရုတ်တရက်သိလိုက်ရတယ်ကျမကနင်းရှိမရလေဘလို့လုပ်ပြီးလေဝင်းပြင်မှာတခြားယောက်ျားတစ်ယောက်ကိုနှုတ်တိုက်နေမိရလေဒါနဲ့ကျမသူ့ကိုအတင်းတွန်းထုတ်လိုက်တယ်အဲ့ဒီယောက်ျားကနှုတ်ခမ်းချင်းတွေ့ကပ်နေပြီးလွတ်မပေးချင်သေးဘူးရင်ဘတ်ပေါ်ကရဲရဲနေနေတဲ့လက်ချောင်းရ၅ခုကိုကြည့်ပြီးဘေးနားကကြောက်ခဲကိုကောက်ကင်ကသူ့ကိုထုနှက်လိုက်တယ်ပြီးတော့မြင်းမြန်းနေတဲ့မျက်နှာကိုအုပ်ပြီးရိုင်းတိုင်းနဲ့ပြေးပြန်ခဲ့တော့တာပဲလမ်းမှာအရက်ဆိုင်ကထွက်လာတဲ့လင်းဖြစ်သူနဲ့တိုးတော့နှလုံးတောင်ရက်မတက်လန့်သွားရတယ်လင်းဖြစ်သူကကျမကိုမြင်တော့မကြေမနက်နဲ့ဆဲဆိုတော့တာပဲဘာလဲနေငါကိုလည်းအထိမခံဘူးတခြားသူစီသွားတာကိုလည်းတားကျင်တာလားဝမ်းမှုစိုးမကငါကိုတားယောက်ျားလေးမွေးပေးမယ်လို့ပြောထားတယ်နေကတော့အခွင့်အရေးပေးတာကိုအလေးမထားတဲ့ဟာမှတဲ့ကျမလည်းဘာမှပြန်မပြောရဲပဲရင်ဘက်ကိုပဲတင်းတင်းစိတ်ထားပြီးမတားရဲပါဘူးလို့ပဲပြောလိုက်ရတယ်သူကနှာခေါင်းတစ်ချက်ရှုံပြီးရိုင်းတိုင်းနဲ့ထွက်သွားတော့မှကြောက်နမလည်းတက်ကြီးအရှိကြီးချနိုင်တော့တယ်စိတ်ထဲမှာဘာဖြစ်သွားမှန်းမသိဘူးခုနကလေကွင်းထဲမှာတွေ့ခဲ့တဲ့ယောက်ျားရဲ့ပုံရိပ်ကခေါင်းထဲရောက်လာတယ်သူ့ရုပ်ရည်ကကျမလင်းထက်ချောတယ်နှာတန်ကလည်းပုံမြင့်နေနှုတ်ခမ်းကလည်းနူးညံ့ပြီးကိုလုံးကိုပေါက်ကလည်းပိုထွားကြိုင်းတယ်လက်ချောင်းတွေကအစကျမလင်းထက်ပိုတန်ရှင်းနေရင်ဘက်ပေါ်ကလက်ချောင်းရကိုတတိယမိတော့တုံရင်အောင်ဖြစ်သွားရတယ်မစင်စားနဲ့တော့ခရံနေထပ်မစင်စားနဲ့တော့အဲ့ဒီညကတော့ရင်ဘတ်ထဲကမနာတော့ပဲနှိမ့်ချိုက်အိပ်ပျော်သွားတယ်နောက်ရက်မှာတော့ပြန်လာပြန်ပြီးဒီလိုတိုင်းဆက်သွားလို့မဖြစ်တော့ဘူးဆိုပြီးလူပွဲစားလုပ်တဲ့ဒေါ်လေးစီသွားခဲ့တယ်အဖေပေးထားတဲ့အမွေငွေစံထိုးလေးကိုကမ်းပေးပြီးဒေါ်လေးကျမကိုနှုတ်တိုက်တဲ့အလုပ်လေးတစ်ခုလောက်ရှာပေးပါဦးကျမရင်ဘတ်တွေအရန်နာနေလို့ပါလို့ပြောလိုက်တယ်ဒေါ်လေးကတထည့်အိမ်တွေအတွက်အစီအကံရှာပေးနေကြဆိုတော့ကျမကိုအထက်အောက်အကဲခတ်ကြည့်ပြီးညီကရုပ်ရည်လဲတန့်နေအသက်လဲငယ်သေးတယ်ခလေးဆုံးတာလဲတလားပဲရှိသေးတာဆိုတော့အဆင်ပြေပါတယ်ဒါပေမဲ့ညီရဲ့ယောက်ျားနဲ့ယောက်ခမတွေကကျမလည်းမျက်ရည်တုံရင်သူတို့ကကျမတောင်းမငွေးနိုင်လို့တမီးလေးကလည်းတေသွားလို့ဆိုပြီးမုန်းနေကြတာပတ်စံတာရမယ်ဆိုရင်သူတို့ကဝမ်းတာအားရခွင့်ပြုမှာပါလို့ပြောလိုက်တယ်ဒေါ်လေးကခေါင်းညစ်ပြီးကျမလက်ကိုပုတ်ကစိတ်ချပါညီလေးရဲ့ဒီကိစ္စကိုဒေါ်လေးစီသာအထားလိုက်လို့ပြောတယ်မကြခင်မှာပဲဒေါ်လေးကအလုပ်ကောင်းတစ်ခုရှာပေးခဲ့တယ်စစ်သူကြီးအိမ်တော်ကတော်ကြီးကအသက်ကြီးမှဒုတိယသားလေးမွေးတာဆိုတော့နှုတ်ထင်းရှာနေတာတဲ့ဒေါ်လေးကကျမတို့အိမ်ထိလာပြီးစစ်သူကြီးအိမ်တော်ကတော်ကြီးကနှုတ်ထင်းရှာနေတာညီတို့လျင်နှင်းကအဆင်ပြေဆုံးပဲလို့ပြောတယ်ရောက်ခမကအစပိုင်းမှာအံ့ဩနေပေမဲ့ဒေါ်လေးကငွေစင်10ကျပ်စရံငွေထုတ်ပေးလိုက်တော့နင်းဖြစ်သူရဲ့မျက်လုံးတွေကအယောင်တောက်သွားတာပဲကျမလည်းသူ့နားကပ်ပြီးရှင်ကဝမ်းမှုဆုံးမနဲ့တားလို့ကျင်တာမဟုတ်လားဒီပတ်စံရှိရင်သူကသဘောတူမှဒါပဲကျမကရှင်နဲ့ခွဲရပေမဲ့နောက်ပိုင်းအိမ်တော်မှာမျက်နှာပွင့်လာရင်ရှင်သားကိုတောင်အဲ့ဒီမှာအလုပ်သွင်းပေးလို့ရအောင်မှဆိုပြီးညှောက်ပင်ပေးလိုက်တော့သူကပျော်သွားပြီးသွားညံ့သွားတော့တခင်လေးနှုတ်စာနေအောင်မယ်လို့တောင်နေလွတ်တော့တယ်အဲ့ဒီလိုနဲ့ကျမလည်းစစ်သူကြီးအိမ်တော်ကဒုတိယသခင်လေးရဲ့နှုတ်ထင်းဖြစ်လာခဲ့တယ်တော်ကြီးကအသက်40ကျော်ပေမဲ့30ကျော်လောက်ပဲထင်ရပြီးအရန်လဲကျင်နာတတ်တယ်ကျမကိုအဝတ်စားနဲ့လက်ဝတ်ရတနာတွေပေးတဲ့အပြင်အားရှိအောင်စွပ်ပြုတ်တွေလည်းချက်တိုက်တယ်အိမ်တော်မှာနေရတာအစားကောင်းအိပ်ရကောင်းဆိုတော့ရင်ဘတ်လည်းမနာတော့ဘူးအိမ်ကိုလည်းမပြန်ချင်တော့ဘူးသမီးလေးကိုတတိယလို့မျက်ရည်ကျတာကလွဲရင်အဆင်ပြေပါတယ်ဒီနေ့မှာတော့ကျမအခန်းထဲမှာဒုတိယသခင်လေးကိုနှုတ်တိုက်နေတော့လူလေးတစ်ခုဝင်လာတဲ့အသက်နှစ်ဆက်ခန့်ရှိတဲ့လူငယ်တယောက်ဝတ်စုံနဲ့အရန်ကိုခန့်ညာပြီးနင်းဆိုရစာသွေးပါတဲ့သူတယောက်နဲ့တူနေတယ်ကျမလန့်သွားပြီးရင်ဘတ်ကိုချက်ချင်းဖုံးလိုက်ရတယ်အိမ်တော်ကအထင်းတော်ကြီးကဒါအကြီးဆုံးသခင်လေးပြန်လာတာပဲလို့ပြောပြတယ်ဒါပေမဲ့သခင်လေးကမျက်တောင်မခတ်ပဲကျမကိုစိုက်ကြည့်နေတယ်နှုတ်ထင်းအဲ့ဒီအတန်ကအဲ့ဒီညကနေခွင်းလေးကလူနဲ့တူနေပါလားမဟုတ်တော့ပါဘူးသူမမိမှာမဟုတ်ပါဘူးလို့တွေးနေတော့မှပဲသခင်လေးကကျမနာကပ်လာပြီးငါတို့တနေရာမှာစုံကူးသလားလို့တိုးလေးမေးလာတယ်ကျမကြောရိုးလေးကနေစိတ်သွားတာပဲသူကစစ်သူကြီးအိမ်တော်ရဲ့အမွေဆက်ခံသူကြည်ကြံညံ့လေသူကမိန်းကလေးတွေကိုစိတ်ဝင်စားဘူးယောက်ျားချင်းစိတ်ဝင်စားတယ်လို့တော့နာမည်ကြီးနေတာဒါပေမဲ့အဲ့ဒီနေ့ကစပြီးကျမရင်ဘတ်တွေပြန်လာပြန်နေတညမှာတော့နာလုံးလို့လူလိမ့်နေတော့ဘေးနားမှာလူတယောက်ရောက်နေတာကိုတွေ့လိုက်ရတယ်လာရောင်အောက်မှာသခင်လေးရဲ့မျက်နှာကကျမကိုစိုက်ကြည့်နေပြီးသူ့ရဲ့လေသီးလှုပ်ရှားသွားတာကိုမြင်လိုက်ရတယ်သူ့ရဲ့အကြည့်တွေကကျမရဲ့ရင်ဘတ်ပေါ်မှာကြားရောက်နေတော့တယ်